လွန်ခဲ့တဲ့အနှစ်ကထမင်းဝိုင်းလေးတစ်ခုမှာမိခင်ဖြစ်သူဝိရှန်ကအမွေတစ်ထောင်ထောင်းထနေတဲ့ဝက်နယ်ရိုးဟင်းပန်းကန်ကိုချပေးလိုက်တာနဲ့တပြိုင်နက်သူမရဲ့သွေးသားရင်သားသမီး3ယောက်ဟာလူရက်ပြီးစားတော့ကြပါတော့တယ်ဝိရှန်ထမင်းကူးဖို့လှည့်ထွက်မှာပဲဟင်းပန်းကန်ထဲမှာအရေးကျဲကျဲလေးတွေပဲကြံပါတော့တယ်ကလေး3ယောက်စလုံးကအဆက်ထဲမှာအပြည့်အသိဝါနေကြပြီးမိခင်ဖြစ်သူစားပြီးပြီလားဆိုတာကိုတော့တတိယမဲ့သူတယောက်မှမရှိခဲ့ပါဘူးလမ်းဘေးကနေကောက်ယူမွေးစားထားတဲ့သမီးလေးရှောင်းမတယောက်ဒီကသာသူမရဲ့ပကံအောက်ခြေမှာဖွက်ထားတဲ့ဝက်နယ်ရိုးလေးကိုမိခင်ဖြစ်သူရဲ့လက်ထဲတိတ်တဆိတ်ထည့်ပေးခဲ့ကြတယ်ရွေးထွေးနေစေဖြစ်တဲ့ဝက်နယ်ရိုးလေးကိုစုပ်ကင်ထားရင်းဝိရှန်ရဲ့ရင်ထဲမှာစိုးနေပြီးမျက်ရည်ဝဲခဲ့ရပါတယ်ဝိရှန်ရဲ့ဘဝကအရန်ကိုကြမ်းတမ်းခဲ့ပါတယ်ခင်မုန်းဖြစ်သူကစောစောစီးစီးရင်းနှစ်တိတ်ဆုံးသွားခဲ့တော့မိုးဆိုးမဘဝနဲ့အားကိုးရမယ်ဖြစ်ခဲ့ရတယ်ဝါကြီးရဲ့တောင်ရလို့ရင်ကလေး၄ယောက်ကိုမနေရုံကန်ကျွေးမွေးခဲ့ရတယ်ကလေးတွေအရွယ်ရောက်လာတော့ကိုလန်းကိုရှောက်ကြပါတယ်တာကြီးဓာညူကကျောင်းပညာရေးမှာထူးချွန်ပြီးမြို့မှာအလုပ်ရကမြို့သားဖြစ်သွားတယ်ဒုတိယသားအညူကတော့ညံကောင်းပြီးမြို့နယ်မှာတတိနဲ့ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ထားတယ်တတိယသမီးကြောက်တီကတော့ဘေးရွာကိုအိမ်အောင်ကျသွားပြရောက်ခမအိမ်ကအခြေအနေကောင်းတော့တက်တောင့်တက်တာနေရတယ်ပညာရေးမှာအားနေတဲ့မွေးစားသမီးလေးရှောင်းဝါတယောက်ထဲကသာအသက်16နှစ်ကလေးကစက်ရုံမှာအလုပ်ကျန်းလုပ်ပြီးပတ်စံရှာခဲ့ရတာပါပထမနှစ်အနေငယ်မှာတော့သွေးသားရင်သားသမီး3ယောက်ကပွဲတော်ရက်တွေဆိုအိမ်ပြန်လာတက်ကြသေးတယ်ဒါပေမဲ့ပြန်လာတိုင်းသူတို့ပါဇက်ကထွက်တာကငွေလိုချင်တဲ့အကြောင်းတွေကြီးပါပဲတာကြီးကမြို့မှာအိမ်ဝယ်ဖို့စီရန်ငွေမလောက်ဘူးဆိုလို့ဝိရှန်ခမညာငါနှစ်တိတိဝါချင်းရက်ပြီးစုဆောင်းထားတဲ့ငွေနှစ်ဆက်3ညကိုအကုန်ပုံပေးခဲ့ရတယ်ဒုတိယသားကဆိုင်အတွက်အရင်လိုတယ်ဆိုလို့အိမ်ကနွားနှစ်ကောင်ကိုနှမျောတတစွာရောင်းပြီးငွေ6 3ညထောက်ပံ့ပေးခဲ့တယ်သမီးဖြစ်သူကလေးမွေးတော့ရောက်ခမကကလေးမထိန်ပေးခြင်းလို့ဆိုပြဝိရှန်ကတောင်ရအလုပ်တွေဖြစ်ကသမီးအိမ်မှာ3နှစ်တိတိမြေးသွားထိန်းပေးခဲ့ရတယ်။ညဘက်တွေအေးရေးပြက်ပင်ပန်းလုံးလို့ခါနာတဲ့ယောဂပါအမြင့်တွေသွားခဲ့ပါတယ်။ရှောင်းဟောင်ကတော့ဘာရေးချင်းမှကြီးမမရှိပဲချွေးနေစာလေးနဲ့ရှာရတာပါဒါပေမဲ့သူမကလစဉ်လာတိုင်းအိမ်ကိုငွေ400ပုံမှန်ပို့ပေးခဲ့တယ်ငွေပမာဏနည်းပေမဲ့တလားမှမပြတ်ကွက်ခဲ့ပါဘူး။ပွဲတော်ရက်တွေဆိုရင်လည်းမိခင်အတွက်အဝတ်အစားတစ်တွေခါနာပြောက်ဆေးတွေအမြဲဝယ်လာပြီးမိခင်ရဲ့ကျန်းမာရေးကိုအမြဲတမ်းစိုက်တတ်သူပါဒါတောင်မှဝိရှန်ကသွေးသားရင်သားသမီးတွေကိုတခါမှအပြစ်မတင်ခဲ့ပါဘူး။သွေးကရေထက်ဖြစ်တဲ့ကိုသွေးသားတွေပဲဆိုပြီးအမြဲကွန်းလုပ်ခဲ့တဲ့အပြင်မှာရုန်းကန်နေရတဲ့ကလေးတွေအတွက်ကိုနည်းနည်းလောက်ကိုပင်ပန်းတာကိစ္စမရှိဘူးလို့ပဲတွေးခဲ့ရှာတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကရွာကနေကွေးရှန်ကိုစီထွက်အပင်တွေစိုက်တဲ့တောင်ရမြေတစ်ကွက်ချပေးခဲ့တယ်။နှစ်စဉ်စီကျိတ်ပြီးရောင်းရတဲ့ငွေကအတော်လေးအဆင်ပြေပါတယ်။ရွာလူကြီးတွေကသားတွေနမင်းနဲ့တွဲထားလိုက်ဖို့ဒါမှအသက်ကြီးလာရင်သားတွေကပြန်လုပ်ကြွေးမှာပေါ့လို့လာကြံပေးကြတယ်။ရိုးသားတဲ့ကွေးရှန်ကလည်းဘာမှများများဆဆမတွေးပဲသားကြီးနဲ့သားလက်နမင်းကိုတိုက်ရိုက်လွဲပြောင်းပေးလိုက်တယ်။ငွေစားသမီးရှောင်းဝါအတွက်တရားတစ်ချက်မှမချန်ထားပေးခဲ့ပါဘူး။ဒါကိုရှောင်းဝါသိသွားတော့လေဘာကြီးညူတန်းမှမထွက်ခဲ့။အာဘူးအမေစီစဉ်ချင်းတလူသားစီစဉ်ပါသမီးအတွက်စိတ်မပူနဲ့သမီးအဆင်ပြေတယ်လို့ပဲပြုံးပြီးပြောခဲ့ပါတယ်။ဒါပေမဲ့တားနှစ်ယောက်ကအဲ့ဒီတောင်ရမြေကိုရရချင်းပဲတခြားသူတွေကိုပြန်ကားစားလိုက်ကြတယ်။တစ်နှစ်ကိုငှားရမ်းကတောင်းကနန်းလောက်ရပေမဲ့ညီကိုနှစ်ယောက်ကပဲအိတ်ကက်ထဲထည့်ခဲ့ကြပြီးအနှစ်ဆက်လုံးမိခင်ဖြစ်သူကိုတပြားမှမပေးခဲ့ကြပါဘူး။တကယ်တမ်းတော့ဘသူကကိုယ့်ဘော်တကယ်ကောင်းလဲဆိုတာကွေးရှန်ရဲ့ရင်ထဲမှာအတိဆုံးပါပဲဒါပေမဲ့သူကသွေးသားရင်းတွေကိုပဲနည်းနည်းတာပေးပြီးတနေ့ကျရင်ကလေးတွေအဆင်ပြေလာတဲ့အခါမိခင်ကိုပြန်လှည့်ကြည့်ကြမှာပါဆိုတဲ့မျှော်လင့်ချက်လေးကိုဖတ်တွေ့ထားစေပါဘသူမှမျောလင့်မထားတဲ့အချိန်မှာပဲမြို့နယ်ကနေမြေသိမ်းမဲ့ကြီးညာချက်ထွက်လာပါတယ်။ဝိရှန်တစ်လုံးနေထိုင်လာခဲ့တဲ့အိမ်ဟောင်းလေးရဲ့ခြံဝင်းရဲ့အရင်တုန်းကတောင်ရမြေတွေအားလုံးကစီမံကိန်းဧရိယာတွေပါသွားပါတယ်။ရော်ကြီးငွေစုစုပေါင်းကယွမ်48တန်း480သိန်းတောင်ရမှာပါအရင်တုန်းကတောင်ရမြေကိုတားနှစ်ယောက်နာမည်လွှဲပေးခဲ့ပေမဲ့မြေပိုင်ဆိုင်မှုမင်းစာချုပ်မှာတော့ပိုင်ရှင်ကဝိရှန်နာမည်ပဲရှိနေသေးပါဥပဒေအရဒီရော်ကြီးငွေအားလုံးကမူလပိုင်ရှင်ဝိရှန်တစ်ယောက်ထဲရမှာဖြစ်ပြီးတားနှစ်ယောက်နဲ့တပြားမှမဆိုင်ပါဘူးရော်ကျေးရမယ့်ကိစ္စကိုကွေးရှန်မသိခင်မှာပဲတာကြီးဓာညူကသူ့တငယ်ချင်းစီကနေသတင်းကြိုရသွားပါတယ်မြေသိမ်းဖို့အိမ်ပြောင်းရတော့မှမို့ကွေးရှန်ကအားကိုးရမယ်ဖြစ်နေတာနဲ့တာကြီးအိမ်မှာခဏသွားနေဖို့ဆုံးဖြတ်လိုက်ပါတယ်ပစ္စည်းလေးတွေသိမ်းပြီးမြို့ကတာကြီးအိမ်ကိုဘတ်စကားစီးပြီးသွားခဲ့တယ်အိမ်ထဲရောက်တာနဲ့ချွေးမဖြစ်သူရဲ့မျက်နှာကချက်ချင်းပြတ်သွားပါတယ်ဟန်ဆောင်နဲ့ရေတိုက်တီးလေးခွဲကျွေးပေမဲ့ညစာစားချိန်မှာတော့စက်သားဟင်းလေးချက်ထားတာတွေ့လို့ကွေးရှန်ကငါချွေးမလေးကတိတက်တားပဲလို့ကြိတ်ပြီးဝမ်းသာနေခဲ့ပါတယ်ဒါပေမဲ့တကောင်ရန်အိမ်သာထအသွားမှာအိတ်ခမ်းတကားဟန်နေတာကနေလင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့ကိုမတော်တဆကြားလိုက်ရပါတယ်ချွေးမဖြစ်သူကရှင့်အမေကလက်ပလာနဲ့လာတာတလောက်ကိုထောက်ပံ့ကြီး100ကျော်လေးပဲရတာရှေ့လျှောက်သူ့ကိုကျွေးမွေးပြုစုဖို့ကငါတို့တာဝန်တွေကြီးပဲရှင့်ညီတွေညီမတွေကတပြားမှမဆိုင်ပဲအကျိုးမြတ်ကြတော့သူတို့ပဲယူသွားကြတယ်ဒီမှာနေလို့ပြီးရင်ရော်ချင်းငွေနဲ့အိမ်ကိုတော့ငါတို့ပဲအပိုင်ရမှာလို့ပြောနေတာကိုသားဖြစ်သူကမင်းကလည်းမလောပါနဲ့လောလောဆယ်သူ့ကိုအရင်ချော့ထားလိုက်ရအော်ချင်းငွေရမှဆက်ပြောကြတာပေါ့လို့ထောက်ခံပြောဆိုနေတာကိုကြားလိုက်ရပါတယ်ဒီစကားတွေကိုကြားလိုက်ရတော့ဝိရှန်ရဲ့ရင်ထဲမှာအေးဆက်ပြီးနှလုံးသားတစ်ခုလုံးကွဲကျသွားခဲ့ရပါတယ်အိတ်ခမ်းကိုတိတ်တဆိတ်ပြန်သွားပြီးတညာလုံးမျက်လုံးမမိတ်နိုင်ခဲ့ပါဘူးနောက်နေ့မနက်အစာစားချိန်မှာချွေးမကအိမ်ပြောင်းဖို့ငွေနှစ်ဆက်3ညလိုနေတယ်ဆိုပြီးရော်ချင်းငွေတွေကထုတ်ပေးဖို့ပုံမှန်လင်းတောင်းပါတော့တယ်ဝိရှန်ကခေါင်းရမ်းပြီးငါတစ်သက်လုံးရှာခဲ့တဲ့ညပတ်စံတွေအကုန်လုံးနင်တို့မောင်နှမ3ယောက်အိမ်အောင်ကြဖို့အကုန်ပေးခဲ့ပြီးငါလက်ထဲမှာတပြားမှမရှိတော့ဘူးလို့ဝမ်းနေသစ္စာပြောလိုက်ပါတယ်ပတ်စံမရှိဘူးဆိုတာသိလိုက်တာနဲ့ပတ်စံလည်းမရှိဘဲနဲ့သားသမီးကိုလာဒုက္ခပေးတာဘာသဘောလဲဆိုပြီးချွေးမကရိုင်းဆိုင်ဆဲဆိုပါတော့တယ်သားဖြစ်သူကလည်းဘေးမှာထိုင်ပြီးဘာမှဝင်မပြောတဲ့အပြင်မိခင်ဖြစ်သူကိုအိမ်ကနေနှင်ချပြီးရွာကိုပြန်ခိုင်းပါတော့တယ်မိခင်အိုခများရက်ွက်လမ်းဘေးမှာထိုင်ပြီးအကြာကြီးငိုကြွေးခဲ့ရပါတယ်
မလို့ဝသွားတော့ဒုတိယသားအာနူစီကိုဘတ်ကားစီးပြီးသွားခဲ့ပြန်တဲ့မြို့နယ်ကိုရောက်တော့အာနူရဲ့ဆိုင်ကပိတ်ထားတဲ့ဘေးဆိုင်ကိုမီးကြီးတော့မှချွေးမဖြစ်သူကလေးမွေးလို့တမိသားစုလုံးဆေးရုံမှာဆိုတာသိလိုက်ရတယ်။ဝိရှန်ကမိခွားဆောင်ကိုအပြေးလွှားသွားခဲ့တယ်။ဒါပေမဲ့အာနူကမိခင်ကိုမြင်မြင်ချင်းမျက်နှာကချက်ချင်းမင်းမောင်သွားပြီးလူရှင်းတဲ့လှေကားချစ်ကိုဆွဲခေါ်သွားပါတယ်။အမေကဘာလို့ဒီလောက်စုပ်ပြက်နေတဲ့အဝတ်စားတွေဝတ်လာတာလဲကျွန်တော်ရောက်ခမတွေဆွေမျိုးတွေအကုန်ဒီမှာရှိတယ်။အမေပုံစံကကျွန်တော်ကိုအရန်ရှက်ခွဲတာပဲမြင်မြင်ပြန်တော့ကျွန်တော်မိသားစုမင်္ဂလာကိစ္စကိုလာမကက်စည်းနဲ့လို့အောင်တော့ပါတော့တယ်။ဝိရှန်ကအခုမှမွေးထားတဲ့မြေးလေးကိုတစ်ချက်လေးပဲကြည့်ချင်တာပါလို့ပြောပေမဲ့အာနူကရရဆက်ဆက်တွန်းထုတ်ပြီးနှင်ချခဲ့ပါတယ်။အပြင်မှာလေအေးတွေကမျက်နှာကိုဖျက်တိုက်နေတော့နာကျင်နေပေမဲ့ဝိရှန်ရဲ့နှလုံးသားကပိုပြီးနာကျင်အေးဆက်နေခဲ့ပါပြီ။သွားစရာလည်းမရှိတော့တဲ့အစုံတတိယသမီးကြောက်တီစီကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရွာထိပ်မှာဆိုင်ဖွင့်ထားတဲ့သမီးဖြစ်သူကအဝတ်အစားဆုပ်ဆုပ်ပြက်ပြက်နဲ့မိခင်ကိုမြင်တာနဲ့အိမ်ထဲတောင်အဝင်မခံပါဘူး။အမိမျက်လုံးထဲမှာသားနှစ်ယောက်ပဲရှိတာလေအရန်မျက်နှာလိုက်တာပဲသမီးယောက်ကြားရတော့ကစောင်းဆုံးမြစ်ထဲပဲပေးခဲ့တာလေအခုသားတွေကအမေကိုဂယုမဆိုင်တော့မှပြုစုမဲ့သူမရှိတော့မှသမီးကိုတတိယရလားအမေကိုလှုပ်ကြွေးဖို့သမီးမှာတာဝန်မရှိဘူးဆိုပြီးအတိတ်ကကိစ္စတွေကိုပြန်ဆွပြီးပြောပါတော့တယ်။ခွေးရှန်ခမများဘာမှပြန်မပြောနိုင်တော့အောင်ရင်ထဲမှာစိုးနေပြီးပြောစရာစကားတော့မရှိတော့ပါဘူး။ကားဂိတ်ကိုအထီးကျန်စွာရှောက်လာခဲ့ပြီးသူ့ကိုယ်ပေါ်မှာငွေ39ကျပ်ပဲကျန်ပါတော့တယ်။ကောင်းကင်ကြီးကမှောင်မိုက်နေပြီးဒီလောက်ကျေပြောတဲ့ကဘာကြီးမှာသူနာကိုစရာနေရာလေးတနေရာတော့မရှိခဲ့ပါဘူး။အဲ့ဒီလိုလမ်းပြောင်းနေတဲ့အချိန်မှာပဲရှောင်းဟွာစီကဖုန်းဝင်လာပါတယ်။ရွာလူကြီးကရေသိမ်းမဲ့ကိစ္စနဲ့ခွေးရှန်ကိုကြီးမဲ့သူမရှိတဲ့အကြောင်းရှောင်းဟွာကိုလှမ်းပြောပြလိုက်လို့ပါ။ရှောင်းဟွာကြားချင်းအရန်လန့်ပြီးငိုပါတော့တယ်။ခွေးရှန်ဘယ်မှာရှိနေလဲဆိုတာကိုမေးပြီးကုံကားမောင်းတဲ့သူမရဲ့ခင်မုန်းကိုချက်ချင်းသွားကြိုခိုင်းခဲ့ပါတယ်။ရှောင်းဟွာတို့လင်မယားနေတဲ့အခန်းချင်းလေးကသေးပေမဲ့အရန်ကိုတက်ရက်တန်ချင်းပါတယ်ဝိရှန်အိမ်ထဲရောက်ချင်းပဲရှောင်းဟွာကကျုပ်နှလုံးထည့်ထားတဲ့ခောက်ဆွဲပူပူလေးကိုအမြန်ပြုတ်ပေးပြီးမိခင်ဖြစ်သူဘေးမှာထိုင်ဆောင်နေခဲ့ပါတယ်မိခင်ပိုက်စာနေမှာစိုးလို့တလုတ်ချင်းစားနေတာကိုကြည့်နေရှာတယ်ညရောက်တော့ရှောင်းဟွာကရေမေးစလုံးလေးယူလာပြီးမိခင်ရဲ့ရောင်ရမ်းနေတဲ့ခြေထောက်တွေနာကျင်နေတဲ့ခါးတွေကိုနှိမ့်နေပေးရင်အစွမ်းကုန်ပြုစုပေးခဲ့ပါတယ်ငယ်ရွယ်ရွယ်နဲ့သမင်းတွေဖြူနေတဲ့ရှောင်းဟွာကိုကြည့်ရင်ခွေးရှန်တစ်သက်လုံးမျိုးသိပ်ထားခဲ့ရတဲ့ဝမ်းနည်းမှုတွေအလုံးပေါက်ကွဲထွက်လာပြီးရေနွေးစလုံးတွေကိုမျက်ရည်တွေပေါက်ပေါက်တီကျလာပါတော့တယ်နောက်နေ့မှာတော့မြေသိမ်းရေးရုံးကဝန်ထမ်းတွေရောက်လာပြီးရော်ချင်းငွေကိစ္စကိုလာရောက်စစ်ဆေးကြပါတယ်။ရော်ချင်းငွေအားလုံးအပြည့်အဝရောက်ဖို့ဆိုရင်သားသမီးအားလုံးစုံလင်စွာလာရောက်လက်မှတ်ထိုးဖို့လိုအပ်တယ်လို့အသိပေးခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ဒန်ယူအန်ယူနဲ့ကြောက်တီတို့၃ယောက်သားရှောင်းဟွာရဲ့အိမ်လေးစီကိုအပြေးလွှားရောက်လာကြပါတော့တယ်။လမ်းမှာဆုံးတော့၃ယောက်စလုံးကရမယ်48တန်းအတွက်ရည်ရွယ်ပြီးလာကြမှန်းသိနေကြပါတယ်။အိမ်ထဲရောက်တာနဲ့သူတို့၃ယောက်ရဲ့မျက်နှာသားတွေကချက်ချင်းပြောင်းလဲသွားပြီးအရင်ကလိုယွန်းရှာတဲ့ပုံစံတွေမရှိတော့ပါဘူး။သားကြီးကအရန်ကိုဖော်ရွေနေပြီးအိမ်လုတ်တွေတောင်ဝင်လုတ်ပေးနေပါတယ်။သားလက်ကလည်းအမေကိုမြို့ပေါ်ခေါ်ပြီးကောင်းကောင်းထားမဲ့အကြောင်းတွေတူတူပြောနေပါတယ်။သမီးဖြစ်သူကလည်းလက်ဆောင်တွေဆွဲလာပြီးအမေနဲ့ပါဇက်ကအတန်မဆဲအောင်ခေါ်နေပါတော့တယ်။ခွေးရှန်ကတော့ဆိုဖာပေါ်မှာအေးအေးဆေးဆေးထိုင်နေပြီးဟန်ဆောင်ကောင်းလုံးနဲ့သားသမီး၃ယောက်ကိုအေးဆက်ဆက်မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်။ပြီးတော့မှလွန်ခဲ့တဲ့နှစ်ဆက်ကထမင်းဝိုင်းမှာဝက်နံရိုးလူစားခဲ့ကြတဲ့ကိစ္စကိုဖြည်းဖြည်းချင်းပြန်ပြောပြလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့သွေးသားရင်၃ယောက်စလုံးမျက်နှာတွေညီရဲသွားပြီးခေါင်းငုံကဘာမှမပြောနိုင်တော့ပါဘူး။ရှက်လုံးလို့နေစရာနေရာတော့မရှိတော့ပါဘူး။ခဏကြာတော့သားကြီးကအရင်ဆုံးစကားစပြီးခွေးရှန်ကရှောင်းဟွာကိုမျက်နှာလိုက်တယ်။ဒီလောက်များတဲ့ရော်ချင်းငွေတွေကိုသွေးသားရင်တွေကိုပဲပေးတင်နေပြင်ပလူနဲ့မဆိုင်ဘူးလို့ဆွဆွဲပါတော့တယ်။သားလက်ကလည်းသူတို့မှာကလေးတွေများလို့စားဝတ်နေရေးကြက်တဲနေတယ်ဒီငွေကိုအရေးတကြီးလိုအပ်နေတယ်လို့ငိုယိုပြီးပြောပါတယ်။သမီးဖြစ်သူကလည်းသူကအိမ်ထောင်ကျသွားတဲ့သမီးဖြစ်လို့အနစ်နာခံခဲ့ရတာမို့သူ့ကိုလည်းရော်ချင်းငွေတစ်ဝက်ပေးတင်တယ်လို့ဝင်ပြောပါတော့တယ်။ခွေးရှန်ကဖြည်းဖြည်းချင်းမတက်ရက်လိုက်ပြီးပြောလိုက်ပါတယ်။အရင်တုန်းကတောင်ရမြေကိုမင်းတို့ညီကိုနှစ်ယောက်နာမည်ပြောင်းပေးခဲ့ပေမဲ့မြေပိုင်ဆိုင်မှုအမည်ပေါက်ကငါနာမည်ပဲရှိနေတော့မယ်။အဲ့ဒီတုန်းကရွာလူကြီးတွေပြောခဲ့တာရှင်းရှင်းလေးပဲနောက်ပိုင်းမြေသိမ်းရော်ကြီးရရင်မူလပိုင်ရှင်ကပဲအားလုံးရမယ်ဆိုတာပဲဒီနှစ်ဆက်အတွင်းတောင်ရကနေရတဲ့ငှားရမ်းကအတောင်းချီကိုမင်းတို့နှစ်ယောက်တည်းအိတ်ကက်တည်းထည့်ခဲ့ကြတယ်။ငါတခါမှမပြောခဲ့သလိုတပြားမှလည်းပြန်မတောင်းခဲ့ဘူး။ဒါပေမဲ့အဲ့ဒီ၃ယောက်ကဘာကျေးဇူးတရားမှနားမလဲပဲခွေးရှန်ကိုဝိုင်းအောင်ပြီးဒီငွေကိုတန်းတူခွဲဝေပေးဖို့အတင်းကျပ်တောင်းဆိုကြပါတော့တယ်ရှောင်းဟွာကလက်ကရေတွေကိုတုံးလိုက်ပြီးသူကရော်ချင်းငွေတပြားမှမလိုချင်ပါဘူးအမေအေးချမ်းချမ်းအနားယူနိုင်ဖို့ပဲလိုချင်တာပါအကိုတို့အမတို့ရံမဖြစ်ကြပါနဲ့တော့လို့ဝင်းဖြန့်ဖြေပေးရှာတယ်အတကြီးပြီးရိုင်းဆိုင်နဲ့သွေးသားရင်၃ယောက်ကိုကြည့်ရင်ပြီးတော့ကျင်းနာတက်ပြီးတိတက်တဲ့ရှောင်းဟွာလေးကိုကြည့်ရင်ခွေးရှန်ကရှောင်းဟွာရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတယ်လွန်ခဲ့တဲ့လဝက်လောက်ကလေးကငါတရားဝင်တည်တန်းစာရေးပြီးသွားပြီးအိမ်ဟောင်းကပစ္စည်းတွေရဲ့ရော်ချင်းငွေလေး18တန်းအကုန်လုံးကိုမွေးစားသမီးရှောင်းဟွာတယောက်တည်းကိုပဲအားလုံးလွှဲပြောင်းပေးလိုက်ပြီးတစ်ချိန်တည်းမှာပဲပြုစုဆောက်ရှောက်ရေးသဘောတူညီချက်ကိုလည်းလက်မှတ်ထိုးခဲ့တဲ့ရှေ့လျှောက်ငါရဲ့အိုမင်းမစွမ်းဖြစ်ချိန်နာမကျန်းဖြစ်ချိန်လာစားလို့နောက်ဆုံးနိုင်ရေးကိစ္စအထိရှောင်းဟွာကပဲအလုံးစုံတာဝန်ယူရမယ်မင်းတို့သွေးသားရင်၃ယောက်ကတော့အမွေဆက်ခံခွင့်အားလုံးကိုမိမိသဘောဆန္ဒအလျောက်စွန့်လို့ကြောင်းတရားဝင်ထောက်ထားနဲ့မှတ်ပုံတင်ထားပြီးသားမှုဘယ်သူမှပြောင်းလဲလို့မရတော့ဘူးဒီစကားကိုကြားလိုက်ရတော့သားသမီး၃ယောက်စလုံးမျက်နှာတွေဖြူလျှော့သွားပြီးအကြီးအကျယ်ထိတ်လန့်သွားကြပါတယ်ချက်ချင်းပဲမျက်နှာပြောင်းသွားပြီးဒူးထောက်ကအရင်ကသူတို့ငယ်သေးလို့နားမလည်ခဲ့တာပါအရန်အတားကြီးခဲ့မိပါတယ်ရှေ့လျှောက်မိကိုအကောင်းဆုံးပြုစုလုပ်ကြွေးပါမယ်လို့ကြိမ်ရွယ်ပြီးငိုလိုတောင်းပန်ကြပါတော့တယ်ဒါပေမဲ့ခွေးရှန်ရဲ့မျက်နှာကတော့အေဂျင့်တည်နေပြီးသူမရဲ့ရင်ထဲမှာတော့အပြီးတိုင်တိတ်ဆုံးသွားခဲ့ပါပြီသူတို့ဘလောက်ပဲတောင်းပန်ခွေးရှန်ရဲ့စိတ်ကနည်းနည်းလေးမှရင်းရိုင်မသွားခဲ့ပါဘူးဆွေမျိုးအရင်ချာဆိုတာသွေးသားတော်ဆက်မှုကိုကြည့်ရတာမဟုတ်ပါဘူးဒုက္ခရောက်ချိန်မှာကိုယ့်အနာကအထွက်မသွားပဲစစ်မှန်တဲ့မေတ္တာနဲ့ဆက်ဆံပေးတဲ့သူကသာတင်းရဲ့ဘဝနေဝင်ချိန်ကိုယုံကြည်စိတ်ချစွာအနံ့လို့ရတဲ့သူပါငွေကြီးဆိုတာလူစိတ်ကိုအနည်းဝေးခွဲခြားပေးနိုင်စွမ်းမရှိပါဘူးတကယ်တန်ဖိုးရှိတာကပိုင်ဆိုင်မှုတန်ပေါင်းများစွာမဟုတ်ပဲဘဝရဲ့အနည်းဆုံးချိန်တွေမှာတော့အနာကမခွာပဲစစ်မှန်တဲ့မေတ္တာနဲ့ဆက်ဆံပေးတတ်တဲ့ကျင့်နာတတ်သောနှလုံးသားလေးသာဖြစ်ပါတော့တယ်